ခုကတော့မေကဟောင်ကောင်လေးစိတ်ကိုရောက်နေပါတယ်ဟောင်ကောင်လေးစိတ်ကနေပြီးတော့မေက transit ပေါ့နော်တခြားတနေရာကိုဆက်သွားမှာပါဒါဆိုလို့ရှိရင်မေတို့ကအခုဒီ arrival ကိုရောက်တယ်ဆိုလို့ရှိရင်ဒါမှမဟုတ်ရင်တခြားကို transfer လုပ်မှာလားပေါ့နော်အဲ့ဒီကနေပြီးတော့အရင်ဆုံးရှောက်လာခဲ့ပါပြီရှောက်လာခဲ့ပြီလို့ရှိရင်ဒီမှာမေတို့သွားမဲ့နေရာလေးကိုဥပမာတခြားလေရင်ကိုပြောင်းမယ်ဆိုလို့ရှိရင်လည်းလေရင်ပြောင်းမဲ့နေရာကိုကြည့်လို့ရတဲ့ပုတ်ကလေးရှိပါတယ်အခုမေကအဲ့ဒီကိုသွားနေပါတယ်အခုလမ်းညွှန်ဆိုင်ပုတ်ကလေးကနေမေသွားမဲ့နေရာကိုကြည့်ခဲ့ပါပြီကြည့်ပြီးလို့ရှိရင်သူကဘယ်ကိုသွားရမယ်ဆိုတာကိုတို့ဒီမှာညွှန်ပြပေးထားပါတယ်เนาะဒီပုတ်ကလေးမှာမေကရောက်ရှိကြောင်းလေးသတင်းပို့ရမယ်ပေါ့နော်အဲ့တော့မေသွားရမယ့်နေရာက W1 ပါရှင်အခုမေသွားရမယ့်နေရာကိုသူတို့ကဘာလုပ်ရမလဲဆိုရင်train စီးရမယ်ပေါ့နော်ဒီလေစိတ်ထဲမှာပဲဟောင်ကောင်လေစိတ်ထဲမှာပဲမေကတခြားတနေရာကိုရထားကလေးနဲ့သွားပါမယ်ရှင်သူတို့စီမှာကတော့ရှင်မှားစရာမရှိဘူးသူကလေလက်ညှိုးဆိုင်ပုတ်ကလေးတွေကင်ပြီးတော့လေဒီရထားကိုစီးရပါမယ်ဖေကိုသွားရပါမယ်ဆိုတာကိုလေအလွယ်တကူညွှန်ပြပေးထားပါတယ်ဒါဆိုရင်အခုမေကကြတော့မေ W1 ကိုသွားရမှာပါ W1 ဆိုတဲ့ဟိုသွားရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာလက်ညှိုးဆိုင်ပုတ်ကလေးပြပါတယ်မေခုရောက်နေတဲ့နေရာက M1 ပါမေက W1 ကိုဆက်သွားပါမယ်ရှင်ဒါလေးကအရန်ကိုအဆင်ပြေပြီးတော့လေဒီထဲမှာပေါ့တက်တောင့်တက်တာနဲ့လေးသွားလို့ရတဲ့နေရာလေးပါရှင်ခုဆိုရင်မေကအဲ့ကနေပြီးတော့ပေါ့နော်မေတို့ဘယ်ကိုသွားလဲဆိုလို့ရှိရင် transfer လောက်ရတဲ့နေရာလေးကိုမေရောက်လာပါပြီရှင် W1 ပေါ့နော် W1 မှာမှသူကဘာကြည့်ရလဲဆိုရင်ခုမေကဒီမှာမေသွားရမယ်လေရင်ပေါ့လေရင်ကဘယ်ချိန်ထွက်မှာလဲဆိုပြီးတော့မေတို့ကြည့်ပါတယ်ဒီမှာဆိုလို့ရှိရင်လည်းဘယ်လေရင်ကဘယ် gate ပေါ့နော်ဘယ် gate ပေါ့အဲ့လိုလေးပြထားတာရှိပါတယ်အင်ဒီကတော့မေရဲ့ gate number ကိုတို့ကမပြောသေးပါဘူးရှင်မပြောသေးဘူးဘာလို့လဲဆိုတော့မေကရောက်တာကလေအချိန်စောနေတဲ့အတွက်ကြောင့်ပါအဲ့ကြတော့အဲ့ဒီမှာရှိတဲ့ဝန်ထမ်းပေါ့ဝန်ထမ်းကိုမေကမေးလိုက်တဲ့ချိန်မှာသူကဘယ်လောက်မှသွားစီးရမယ်လို့ပြောပါတယ်ရှင်အဲ့ဒီနဲ့ပဲမေကအဲ့ဒါနဲ့ရက်ချာလေးပြန်စီးခဲ့ပြီးတဲ့ခါကျတော့မေစီယာမေနောက်ထပ် flight ခုပြောင်းရမယ့်နေရာကိုသွားပြီးတော့စီးခဲ့ပါပြီရှင်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်ဘယ်နိုင်ငံရဲ့လေစိတ်ကိုပဲရောက်ပေါ့နော်မေတို့ကလက်ညွှန်ဆိုင်ပုတ်ကလေးတွေကြည့်ပြီးတော့သွားလို့လာလို့လွယ်ကူအဆင်ပြေကြပါစေရှင်